ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ဖျားသခင်စကားပြောတဲ့အရာကတော့ညောင်စားခံရတော့လေကောင်းစားစေတဲ့ဖခင်ကဘာဦးချမ်းခန်းကြီး90အငယ်20သင်တို့သည်ကျွန်ုပ်ကိုညှင်းဆဲမိကြံကြတော့လေဖခင်သခင်သည်ယနေ့ဖြစ်သည့်အတိုင်းလူများအသက်ချမ်းသာစေခြင်းကယေရှုပြုမိဟုကြံတော်မူ၏ယောသဟာဖခင်ယာကုပ်ရဲ့မျက်နှာသာပေးခြင်းကိုအထူးခံရတာကြောင့်ဂျန်တဲ့ညီကိုတွေရဲ့မနာလိုမုန်းတီးမှုကိုခံရပါတယ်။နောက်ဆက်တွဲအနေနဲ့အကိုတွေကအခွင့်အရေးရတာနဲ့ယောသကိုကြိုအဖြစ်နဲ့ညောင်စားခြင်းကိုခံရတယ်။ယောသရဲ့ဘဝဟာနေချင်းညချင်းတာယာပြီးအဖေမျက်နှာသာအဖေချစ်ခြင်းကိုအပြည့်အဝခံစားရကနေသူများခိုင်းတာကိုလုပ်ရတဲ့နှိမ့်ချတဲ့ဂျုံဘဝသို့ရောက်သွားခဲ့ရပါတယ်။ဂျုံဘဝကနေသစ္စာရှိတဲ့အိမ်တော်တိုင်းအဲဒီကနေတဆင့်ပေါ်ဒီပါမိမကလှုပ်ကြံလို့ထောင်ထဲအထိပါရောက်သွားရပါတယ်။ထောင်ထဲမှာဆုံခဲ့ရတဲ့ဘရင်စားတော်ဝန်ဖလာတော်ဝန်ကြောင့်တနေ့မှာဘရင်အိမ်မက်အနက်ကိုဖက်ပြီးအဲဂရုပြည်ရဲ့ဒုတိယဘရင်ကဖြစ်လာရပါတယ်။အဖေချစ်သားကနေဂျုံဘဝအဲဒီကနေဒုတိယဘရင်အဆင့်ထိရောက်ဖို့အစဉ်စဉ်အနှိမ့်မြင့်အတက်ကြတွေနဲ့ဖြတ်တန်းရပေမဲ့ယောသကသူ့ရဲ့ဘဝရဲ့ပဲကန်ရှင်ကိုကောင်းကောင်းသိပါတယ်။ဖခင်ကအဓိကထိန်ချုံနေတယ်ဆိုတာသူသိတဲ့အတွက်သူ့အညီကိုတွေကိုမချီနှောင်ပဲခွင့်လွှတ်တဲ့အပြင်ယေရှုပြုနိုင်တာဖြစ်ပါတယ်။ဖခင်ဟာကျွန်တော်တို့ကိုအကြောင်းမဲ့အခက်အခဲတွေနဲ့တွေးကြုံခွင့်ပေးတာမဟုတ်ပါဘူး။ကျွန်တော်တို့လက်ရှိအခြေအနေဟာရောင်းစားခံရတဲ့အခြေအနေတနည်းအားဖြင့်အခြေအနေမကောင်းတော့လဲဖခင်ကကျွန်တော်တို့ကိုတနေ့မှာကောင်းစားစေတဲ့အကြံစီရှိတယ်ဆိုတာစိတ်ချဖို့ဖြစ်ပါတယ်။ရောင်းစားခံရတော့လဲကောင်းစားစေတဲ့ဖခင်ကိုစိတ်ချတော်သူများဖြစ်စေဖို့ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ခေါ်အားပေးပါတယ်။အရောက်ချင်းစီတိုင်းကိုဖခင်သခင်ကောင်းချီးပေးပါစေ။